အားလုံးပဲမင်္ဂလာပါအနဝဟင်းရဲ့ Facebook နဲ့ YouTube channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညတနာရီခွဲမှာတော့စာအလက်ကြီးမရှိတော့ခင်နိုင်စုပ်ပြတ်တက်နေပါပြီဘာမှသုံးစားလို့မရတော့ပါဘူးဆိုတော့16သင်းဖန်တွေမုန်းနေကြ16သင်းဖန်တွေပြောနေကြကျွန်တော်တို့ရဲ့ချစ်လာဆောင်သော Manchester United ရဲ့နောက်ဆုံး10နှစ်အတွင်းမှာဥရောပ Final 3ချိန်မြောက်တက်နိုင်တော့မဲ့ပွဲစဉ်လေးရှိပါတယ်အဲ့တော့အဲ့ဒီပွဲစဉ်လေးကိုပွဲကြိုခံမှန်းသုံးသက်ချက်လောမယ်ဆိုရင်ကျွန်တော်တို့ရဲ့ချက်လာဆိုတော့ Manchester United ဒီ Bilbao ရဲ့အိမ်ပွဲမှာ Z3 ဆိုတဲ့ရလနဲ့အနိုင်ရရှိထားခဲ့တာဖြစ်တဲ့အတွက်လက်ရှိဒီကနေ့ညကံမဲ့အိမ်ပွဲမှာကျွန်တော်တို့ဒီနဲ့3ဂိုးထပ်ပိုများတဲ့ဂိုးပြတ်မရှုံးခဲ့ဘူးဆိုရင် Manchester United အနေနဲ့ဘယ်လိုပဲဖြစ်ဖြစ် Europa League Final ကိုရောက်ပြီး Europa League Final ကိုရောက်ပြီးဆိုတာနဲ့လေအဲ့ဒီစုပ်ပြတ်တက်နေပါတယ်ဘာမှသုံးစားမရပါဘူးဆိုတဲ့16သင်းဖန်တွေပြောနေကြပါတော့ United ရဲ့နောက်ဆုံး10နှစ်အတွင်းမှာ Europa Final 3ချိန်မြောက်ရောက်ရှိခြင်းမှာနော်ဒါစာအလက်က2023ခဲ့တိုင်းနားသွားတယ်အဲ့တော့လက်ရှိ2015 12နှစ်အတွင်းမှာပြောမယ်ဆို12နှစ်အတွင်းနောက်ဆုံး3ချိန်ရောက်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ Manchester United ပါနော်ခင်ဗျားတို့ကခင်ဗျားမုန်းကျင်တိုင်းမုန်းလို့ရပါတယ်ဒါပေမဲ့နောက်ဆုံး10နှစ်အတွင်းမှာဖလား3ချိန်ရတယ်ဆိုတော့မျက်ကွယ်ပြုလို့မရပါဘူး2016 2019မှာကျွန်တော်တို့နဲ့မော်ဟင်ဟိုနဲ့အတူပဲကျွန်တော်တို့နဲ့ Europa League Final ကိုရောက်ရှိခဲ့တယ်ပြီးတော့ Europa League ဖလားရရှိခဲ့တယ်ပြီးတော့နောက်ထပ်2020 21မှာဆိုရှာနဲ့အတူပေါ့နော်ကျွန်တော်တို့နဲ့ Europa League Final ထပ်ရောက်ခဲ့တယ်ဆိုပေမဲ့အဲ့ဒီတုန်းကတော့ penalty နဲ့ကျွန်တော်တို့နဲ့ Villa ရဲကိုဖလားပေးခဲ့ရတယ်အဲ့တော့အခုကတော့ဒါတတိယမြောက်အကျိန်ရောက်ရှိဖို့တော်တော်လေးနီးစပ်နေပြီလို့ပဲပြောရမှာပဲပေါ့နော်အိမ်ခွင်းမှာတော့၄ဂိုးပြတ်တို့၅ဂိုးပြတ်တို့နဲ့တော့မရှုံးလောက်ဘူးတင်တာပဲဒီကနေ့ညပွဲစဉ်မှာဒါဒီကောင်လေးနေနဲ့ Z2 ဆိုတဲ့ရလေဗျာဒီကောင်လေးအိမ်ခွင်းမှာကဲနည်းနည်းလေးချီစွမ်းတာသွားလို့မိုတီတွေရနေလို့2ဂိုးလောက်သွင်းနေဆိုရင်တော့မှပဲ United နေနဲ့ဒါကျွန်တော်ပထမအကြော့မှာ3ဂိုးရထားပြတဲ့အတွက် 3-2 ဆိုတဲ့ရလေးနဲ့ United ကတက်မှာပဲနော်အဲ့လိုမှမဟုတ်ဒီကောင်လေးကကိုရီအိမ်ခွင်းလာကန်နဲ့2ဂိုးရတယ်ဗျာ United ကနောက်ထပ်5ဂိုးထပ်သွင်းရင်လေ8-2လို့ပါဦးနဲ့8ချင်မှုတို့တွေလည်းဖြစ်ချင်ရင်ဖြစ်သွားမှာပဲပေါ့နော်ဒါမဖြစ်ဘူးလို့လည်းပြောလို့မရဘူးအဲ့တော့ဘာမစိုးဖြစ်သွားနိုင်တဲ့ Europa League မှာ Manchester United အနေနဲ့အသေးချာဆုံးကဒီကနေ့ညမှာခုနလိုမျိုးပထမအကြော့ကအနိုင်ရထားတဲ့ရလက်ရဲ့ဒုတိယအကြော့မှာဒါအများကြီးဂိုးပြတ်မရှောင်အောင်စူးစမ်းမယ်ဆိုရင်ဘာပဲဖြစ်ကျွန်တော်တို့အနေနဲ့2024-2025 ရာသီရဲ့ Europa League Final ကိုရောက်ရှိဖို့ကတော့ဒါတော်တော်လေးရာဂိုင်နှုန်းများနေပြီလို့ပြောလို့ရတယ်။တစ်ဖက်ကနေတက်လာမယ့်အသင်းကဘိုရိုကလင်းတက်ချင်လဲတက်လာမယ်၊စပါတက်ချင်လဲတက်လာမယ်။ဘယ်ကောင်ပဲတက်လာ Manchester United အနေနဲ့ဒီကနေ့ညမှာ Final တက်လာဖို့အတွက်ကတော့ရာဂိုင်နှုန်းတော်တော်များတယ်။ပြီးတော့အဓိကကစားသမားတွေဖြစ်တဲ့ Mazraoui ပြီးတော့ Poilot Harry Maguire ပြီးတော့ Onana တို့အနေနဲ့လည်းအနာရရှိထားသလိုအာမတ်တို့အနေနဲ့ပြန်လာနေပြီဆိုတဲ့အနေထားမှာ Manchester United အနေနဲ့ရတော့ပေါ့နော်ဒါ final ကိုရောက်မယ်လို့တော့ကျွန်တော်အနေနဲ့တော့ယူဆတာပဲပြီးတော့ Manchester United အကြောင်းကိုပြောရမယ်ဆိုရင်လေတချို့သူတွေကသတင်းတွေပဲမဖတ်တာလားဘာတွေပဲမလုပ်တာလားတော့မသိဘူးပေါ့နော် Manchester United ကြီးရဲ့ရှုံးပွဲတွေပဲသူတို့သိတယ်မှန်ပါတယ် Manchester United ကစာအဲလက်ဖာဂူဆန်မရှိရဲ့နောက်ပိုင်းမှာတော်တော်လေးနှိမ်ပါခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့အနေနဲ့တဟက်ကြီးစရောက်တဲ့နှစ်မှာခရာဘောင်ဖလားကိုနယူကာဆယ်ကိုအနိုင်ယူပြီးရရှိထားသလိုနောက်တစ်နှစ်မှာလည်းကျွန်တော်တို့နဲ့ Man City ကိုအနိုင်ယူပြီးတော့ FA ဖလားရရှိထားခဲ့တာပဲဖြစ်ပါတယ်။เนาะ FA ဖလားရတာကထပ်တောင်ပြောရမယ်ဆိုရင်ပေါ့နော် United အနေနဲ့အဲ့ဒီနှစ်ကကျွန်တော်တို့နဲ့ဥရောပဝင်ခွင့်မရဘူး FA ဖလားကိုရမှဥရောပဝင်ခွင့်ကိုရမှာအဲ့တော့ Man City လို့အသင်းမျိုးနဲ့ကျွန်တော်တို့နဲ့ကန်ရတဲ့အနေထားမှာနိုင်အောင်ကန်နိုင်ခဲ့တယ်ကန်ခဲ့ပြီးတော့ကျွန်တော်တို့နဲ့Europa League ကိုဝင်လာခဲ့တယ်လက်ရှိကန်နေရတဲ့ Europa League လက်ရှိရောက်နေခဲ့မဲ့ Europa League Final ကအတိအပွဲကအစပြုခဲ့တာပေါ့နော်အဲ့ဒီပွဲမှာဒါကျွန်တော်တို့တွေနဲ့ဒါ Man City ကိုရှုံးနေသွားခဲ့မယ်ဆိုရင် United အနေနဲ့ FA ဖလားလည်းရမနေဘူးဖြစ်တယ်လို့ပြီးတော့ကျွန်တော်တို့တွေနဲ့ဥရောပဝင်ခွင့်လည်းရနေမှာမဟုတ်ဘူးလက်ရှိဥရောပဝင်ခွင့်လည်းရတယ်လို့ Final ကိုရောက်သွားခဲ့တယ်ဆိုတာအဲ့ဒီ Man City ကိုအနိုင်ခံလို့ပဲထို့အတူပဲနော်လာမဲ့ final ပွဲစဉ်ဒီ21ရက်နေ့ကျရင်ကန်မဲ့ကျွန်တော်တို့ final ပွဲစဉ်ဟိုဘက်ကစပါးနဲ့ပဲကန်ဘိုရိုကလင်းနဲ့ပဲကန်ဘဲကောင်နဲ့ပဲကန်အဓိက Manchester United ကလက်ရှိနေထားမှာဥရောပဝင်ခွင့်ရမနေဘူးအဲ့တော့မဖြစ်မနေကျွန်တော်တို့ဒီအသင်းကဒီဖလားကိုယူလိုက်တော့မယ်နော်ယူမှရတော့မယ်မယူလို့ကိုမရတော့ဘူးဆိုရင် United အနေနဲ့ကျွန်တော်တို့ဘလို့အသိမဲ့ဖြစ်နိုင်အောင်ကန်နိုင်ခဲ့တဲ့အနေထားမှာ final ကျရင်လည်းနိုင်မယ်လို့တော့ယုံကြည်တယ်ဒါပေမဲ့ final ကြောင်းပြောဖို့တော့ကစောနေသေးတယ်ဖြစ်တော့ဒီကနေ့ညပွဲစဉ်မှာ United အနေနဲ့မရှုံးဘူးဆိုရင်ပထမဦးဆုံးအနေနဲ့နောက်ဆုံး10နှစ်အတွင်းမှာဥရောပ final
3ချိန်မြောက်တက်တာပါတချို့အသင်းတွေလို့နောက်ဆုံးဘယ်နှစ်အတွင်းမှာဘယ်နှခါတွေတက်တယ်ဒီဘာကြီးလဲမသိဘူးပေါ့နော်ဒါခင်ဗျားတို့ပြောတဲ့စုပ်ပြတ်တက်နေတဲ့အသင်းကြီးရဲ့နောက်ဆုံး10နှစ်အတွင်းမှာဥရောပဖလားဖိုင်နယ်3ချိန်မြောက်တက်တဲ့ပွဲစဉ်ပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲစီပါဒီကနေ့ညတနားခွဲကြရင်ပြန်လဲဆုံးထိပါမယ်နော်ခင်ဗျားတို့ဘုံနဲ့ United ခင်ဗျားတို့ချစ်တဲ့ United ဘယ်လိုပဲဖြစ်ပါ United ကတော့ United အတိုင်းပဲနေမှာဖြစ်တော့ United ကလည်းသူ့လောက်ဆရာရှိရလောက်နေမှာပဲနောက်ဆုံးကျွန်တော်တို့အသင်းကဘယ်လောက်ပဲနေပါပါစေဘယ်လောက်ပဲရုန်းကန်ရနေပါစေတော့မှပဲဖလားတစ်လုံးတော့အချိန်တန်ရရှိနေသေးတာဖြစ်တဲ့အတွက်ဘာပဲပြော final ပွဲစဉ်လေးကိုထပ်ပြီးတော့အားပေးကြဖို့21ရက်နေ့ကျရင်လည်းပြန်ဆုံတွေ့မယ်ပြီးတော့ဒီကနေ့ညပွဲစဉ်ကျရင်လည်းပြန်ဆုံတွေ့မယ်အမှန်ဆိုရင်ဗျာပြောချင်တာစကားတွေကတော်တော်လေးကိုများနေတယ်ဒါပေမဲ့ပြောတော့ပါဘူးနော်ဘာလို့ဆိုတော့တချို့တွေငိုနေကြတာဆိုတော့ဒီချိန်မှာကိုသွားပြောနေလေကောင်းပါဘူးလေအဲ့တော့ပြောမနေတော့ဘူးနှစ်6နှစ်ဗျ2019 2020ရဲ့စားကိုင်းတာဆိုတော့6နှစ်ဗျ6နှစ်မှာဥရောပဖိုင်နယ်ကဘယ်သူလုံးတက်တာ2018 19ဆိုတော့အမီရွန်ကတက်တာနဲ့တူရနော်ဥနိုင်အမရီတုံးကဒါဥရောပဖိုင်နယ်ရောက်တာပေါ့အာတီတာလက်ထက်မှာဥရောပဖိုင်နယ်တစ်ခါမှမရောက်သေးပေါ့ဟုတ်ပါဘူးဒီဘက်ချက်မှာဟိုဒီ form မှာသွားပြီးတော့ကြည်နေတဲ့နဲ့ပါရောင်ပြီးတော့ပြောမိနေတာ sorry နော်ဥရောပဖိုင်နယ်တစ်ခါမှမကန်ဘူးခဲ့တဲ့စောက်ရန်ကောင်းမှဆိုတော့ Twitter process အကြောင်းတွေတော့ပြောမနေတော့ပါဘူးအဲ့တော့ Manchester United အနေနဲ့ဒီကနေ့ညပွဲစဉ်ကိုနိုင်ခဲ့မယ်ဆိုရင်စုပ်ပြတ်တက်နေပါဆိုတော့တန်ဟန်လက်ထက်မှာကောဒါစုပ်ပြတ်တက်နေပါဆိုတော့ Amorin လက်ထက်မှာကောမကောင်းခဲ့ပါဘူးဆိုပြီးဒီ19သိန်းပိုင်းနေကျင်ခဲ့တဲ့ social ကြီးလက်ထက်မှာကောလူတွေဝိုင်းပြီးတော့ထွက်ကြပါတော့17အင်းနေပါဆိုတော့နှစ်ဖက်ကွဲခဲ့တဲ့ Monyo လက်ထက်မှာကော Manchester United အနေနဲ့ဥရောပဖိုင်နယ်ကတော့အမြဲတမ်းရောက်နေကြပါပဲအဲ့တော့ဘာတွေပဲဖြစ်ပါခွာတိုင်းချိန်တော့ဖနက်ဆိုင်မေးပြီးမှပြန်လာခဲ့ပေါ့နော်အားလုံးပဲစီပါ